အရင်တုန်းကတရုတ်စာကြောင်းဝါကြတွေမှာနော်မေကွန်းစာကြောင်းကိုပြုတ်လုပ်တဲ့အခါမှာစာကြောင်းနောက်ဆုံးမှာမားဆိုတဲ့စကားလုံးလေးထည့်ရတယ်လားဆိုတဲ့ဟာလေးပေါ့အခုဒီသင်ခန်းစာမှာတော့မားဆိုတဲ့မေကွန်းစလုံးလေးမပါဘဲနဲ့နော်မေကွန်းစာတရုတ်မေကွန်းဝါကြတစ်ခုကိုဘယ်လိုတိစောက်ရမလဲဆိုတာပြောသွားမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်လောက်ကြည့်ကြည့်လိုက်ရအောင်နော်欢迎来到我的课堂，我是胡凡虫。今天我来给大家分享一下是不是有没有的用法。那我们一起看。所以你记得ကြရအောင်နော်အဲ့တော့မားဆိုရဲပေါ့နော်ဒီစလုံးလေးကိုအရင်တော့ဒီမိကုပြုတ်တဲ့အခါမှာသုံးတယ်ဒါပေမဲ့အဲ့ဒီစလုံးကိုမသုံးမဲနဲ့ဘလို့မျိုး sentence ကိုဒီမိကုဝါကြကိုဘလို့တိစောက်လို့ရလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ကြရအောင်နော်အဲ့တော့ဘလို့လဲဆိုတော့အဓိကဒီမှာဒီသင်ခန်းစာမှာကတော့是不是是不是ကအဓိပ္ပာယ်ကဟုတ်လားမဟုတ်ဘူးလားလို့ပြောတာယုံမေးယိုကြတော့ရှိလားမရှိဘူးလားသူတို့ကဘယ်ပတ်တန်းနေဖြစ်လာလဲဆိုတော့ verb ပေါ့ verb ကတော့သိရနော်လှုပ်ဆောင်ချက်ပေါ့လှုပ်ဆောင်ချက် verb အပေါင်းအလဲကြားထဲမှာညင်းလိုက်မယ်ဒီလိုပူနော်ပူဆိုတဲ့စကားလုံးလေးရယ်ပူလဲရတယ်နော် verb အဲ့တော့ verb ပူ verb ပတ်တန်းအဲ့ဒါကိုသုံးမယ်ဆိုလို့ရှိရင်စကားကြောင်းနောက်ဆုံးမှာမားဆိုတဲ့ဟာထည့်ကြမားဆိုတဲ့မေးခွန်းစကားလုံးထည့်ကြမလိုပါဘူးနော်အဲ့ဒါရမယ်နော်အဲ့တော့ရှစ်ပူရှစ်ကလည်း verb ပူ verb ပတ်တန်းနေဖြစ်တာယိုမေးယိုပါလေလို့ပဲသူ့ရဲ့ verb ကယိုရှိတယ်ရှစ်ဖြစ်တယ်အဲ့ဒါကိုနော် verb ကိုနှစ်ခါထပ်လိုက်မယ် verb ကိုနှစ်ခါထပ်ပြီးအလဲကြားထဲမှာပူထည့်လိုက်ပြီဆိုလို့ရှိရင်အဓိပ္ပာယ်ကဘာဖြစ်သွားမလဲဆိုတော့နော်မဘူးလားဆိုတဲ့ဟာပေါ့နော်ရှစ်ပူရှစ်ဆိုလို့ရှိရင်ဟုတ်လားမဟုတ်ဘူးလားနော်ယုံမေးယိုဆိုလို့ရှိရင်လည်းနော်ရှိလားမရှိဘူးလားအဲ့ပတ်တန်လေးကိုဒီတစ်ချက်ကြည့်ရအောင်နော်သူကကြတော့အဓိကသူ့ရဲ့မေးပွားကဘာလဲဆိုတော့မေခွန်းစာကြောင်းတွေကိုတရုတ်စာကြောင်းတွေမှာနော်ဒီ lesson 1မှာသင်ခဲ့တယ်မေခွန်းပြုလုပ်ချင်တဲ့အခါမှာစာကြောင်းနောက်ဆုံးမှာမားကိုထည့်ပေးရမယ်ဒါပေမဲ့မားမပါဘဲနဲ့နော်မေကုံးဝါကြကိုဒီလိုတိဆောက်လို့ရပါတယ်เนาะ是不是有没有是不是ဟုတ်လားမဟုတ်ဘူးလား有没有ရှိလားမရှိဘူးလားဒါမျိုးပေါ့เนาะအဲ့တော့လည်းဆိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်အဲ့တော့ဒီမှာเนาะ学习下边的句子注意是不是和有没有的用法，学习下边的အောက်ဘက်ကစာကြောင်းတွေကိုလေ့လာပေးပါ注意ဆိုတော့သတိထားပေးပါအာယုံစိုက်ပေးပါ是不是很有没有的用法是不是နဲ့有没有ရဲ့အသုံးအနှုန်းတွေကိုလေ့လာကြည့်ပါတဲ့အဲ့တော့老师တို့ကပုံမှန်တမယိုးကြဆိုလို့ရှိရင်မေးမယ်ဆိုရင်他是老师吗လို့ဖြစ်မှာပေါ့နော်သူကဆရာလားနော်ဒီမှာဆိုလို့ရှိရင်他是不是老师ကကြတော့သူ့ရဲ့မူရင်းမြန်မာလိုအဓိပ္ပာယ်ကတော့သူကဆရာဟုတ်လားမဟုတ်လားသို့မဟုတ်ဒီလိုလဲမေးလို့ရပါတယ်သူကဆရာလားအဲ့တော့他是老师吗နဲ့他是不是老师နဲ့အတူတူပဲတကယ်၍နော်ဒီထုံးရွှေတို့ကနော်ဒီ verb verb pattern ဖြစ်တဲ့是不是ကိုသုံးမယ်ဆိုရင်ဒီ question mark အနောက်မှာမားကိုပြန်ပြီးတော့ထည့်စရာမလိုပါဘူးဟုတ်ပြီနော်အဲ့တော့သူ့ရဲ့ pattern ကတော့是不是老师သူကဆရာလားဆိုတော့ဘာသာနှစ်ခုပြန်လို့ရပါတယ်他是不是老သူကဆရာဟုတ်လားမဟုတ်လားသို့မဟုတ်သူကဆရာလားအဲ့လိုမျိုးလာဆိုဘာသာပြန်လို့ရအောက်ကစာကြောင်းနေလဲအဲ့ဒီအတိုင်းပဲသွားမယ်နော်အဲ့တော့你是不是日本人日本人的意思是ဂျပန်လူမျိုးเนาะနင်ကဂျပန်လူမျိုးလားเนาะ是不是ကိုတုံးထားတာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာမိကုစကလုံးမားကိုမထည့်ထားပါဘူး他是不是日本人နင်ကနော်日本人နင်ဂျပန်လူမျိုးလားဂျပန်လူမျိုးဟုတ်တယ်မှတ်လားအဲ့ဒါမျိုးပြောလိုက်တာပါမေးလိုက်တာပါနော်你有没有干笔နင်မှာဖောင်တိန်ရှိလားနော်你姐姐有没有切နင်မမ有没有吃နော်အဲ့တော့ဒါလည်းအဲ့လိုပဲ verb ကသူ့ရဲ့ main verb ကယိုရှိသည် eo ယိုရှိတယ်နော်ယိုကိုညင်းညင်ပုနဲ့ယိုပုယိုတော့မရှိဘူးရှေ့ရသင်္ကန်းသားမှာသင်္ကန်းကယိုမေယိုနော်ယိုမေယိုဆိုရှိလားမရှိဘူးလားလို့ပြောနော်အဲ့တော့နင့်မမနော်ကားရှိလားနင့်မမကားရှိလားမရှိဘူးလားလို့မေးတာပဲဖြစ်ပါတယ်နော်အဲ့တော့ယိုကိုနောက်ဆိုတော့ကဒီလို pattern လေးသုံးချင်တဲ့အခါမှာနော်ယိုမေယိုဖြစ်သွားပါလိမ့်မယ်နော်အောက်ကဟာလေးကိုဆိုတော့တစ်ချက်လောက်ကြည့်ကြည့်အောင်回答问后回答问句有没有可以用有或者没有အဲ့တော့回答问ဆိုတော့ဒီ回答问句တဲ့ဒီပြန်ဖြေတဲ့ပေါ့နော်အမေးဖြေလုပ်လို့ရတယ်လို့ယိုမေယိုလို့သူကမေးတဲ့အခါမှာဝတို့ကလောက်စုတို့ကနော်ဒီမှာယိုသို့မဟုတ်မေယိုနဲ့ပြန်ဖြေလို့ရပါတယ်အဲ့တော့ယိုမေယိုနဲ့မေးရင်နှစ်မျိုးပြန်ဖြေလို့ရတယ်ယိုလည်းဖြေလို့ရတယ်မေယိုဆိုရှိတယ်မေယိုဆိုအဲ့တော့လောက်စုတို့ဒီ
ကိုကဒါကိုလက်ခံနေဆိုတော့ယူပေါ့နော်လက်မခံဘူးဆိုလို့ရှိရင်တော့မေးယူပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း你有没有干笔你မှာ foundation ဒီလိုမျိုးမေးလိုက်တဲ့အခါမှာ老师တို့တွေလိုပြန်ဖြေလို့ရပါတယ်有我有干笔ငါမှာ foundation ရှိတယ်မရှိဘူးလို့ညင်းနေတယ်ဆိုတော့没有我没有干笔ဒီလိုမျိုးညင်းလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခု你姐姐有没有车你အမမှာ有没有车ကားရှိလားဒါမျိုးနောက်ထပ်အဓိပ္ပာယ်တစ်မျိုးနဲ့နင့်အမမှာကားရှိလားမရှိဘူးလားပြန်ဖြေတဲ့အခါမှာဘယ်လိုမျိုးပြန်ဖြေမလဲနော်没有တဲ့ तू ကတော့ပြန်ဖြေတာ没有လည်းရတယ်有လည်းရတယ်နော်没有我姐姐没有车ငါအမမှာကားမရှိဘူးနော်有没有နဲ့မေးတဲ့အခါမှာ老师တို့ဒီ有လည်းဖြေလို့ရတယ်没有လည်းဖြေလို့လေ့ကျင့်ခန်းလေးကိုတစ်ချက်တော့သွားလိုက်ရအောင်လေ့ကျင့်ခန်းလေးမှာ तू က例子 is it အနေနဲ့ဆိုလို့ရှိရင်他是不是学生သူကကျောင်းသားဟုတ်လားအဲ့တော့老师တို့ကနော်ပြန်ဖြေတဲ့အခါမှာ是နဲ့လည်းဖြေလို့ရတယ်不是နဲ့လည်းဖြေလို့ရတယ်နော်不是他不是သူက不是မဟုတ်ဘူး他不是学生သူကကျောင်းသားမဟုတ်ဘူးသူဖြေထားတယ်အဲ့တော့ထုံးရွှေတို့ကဒီမှာဖြေကြည့်ပါပေါ့နော်ဒီမှာနံပါတ်1မှာဆိုလို့ရှိရင်နော်你是不是老师你ကနော်ဆရာလားမေးတဲ့အခါမှာဟုတ်တယ်ငါကဆရာဆိုလို့ရှိရင်နော်ဥပမာနဲ့老师ကနည်းနည်းအဖြစ်ပြမယ်နော်ဟုတ်ပါတယ်ဆိုရင်是ဟုတ်ပါတယ်我是老师ငါကဆရာဖြစ်ပါတယ်ဒီလိုမျိုးပြန်ဖြေလို့လည်းရတယ်လို့不是မဟုတ်ဘူး我不是老师ငါကဆရာမဟုတ်ဘူး我က subject 不是က verb 老师ကကျတော့အဖြစ်ပုတ်ဆိုရယ် complement ဆိုရယ်ဖြစ်တယ်မဖြစ်ဘူးပေါ့နော်ဒါပါအဲ့တော့ဒါလေးဆိုလို့ရှိရင်你爸爸有没有车အဲ့တော့你အဖေမှာကားရှိလားเนาะဒါဆိုရင်ဘယ်လိုပြန်ဖြေမှာလဲ我爸爸有车ရှိတယ်ဆိုရင်有我爸爸有车မရှိဘူးဆိုတော့没有我爸爸没有车ဒီလိုမျိုးလေးပြန်ဖြေလို့ရပါတယ်အောက်ကဟာလေးကတော့ကိုယ့်ဘာသာကိုဖြေမယ်ဖြေပြီးတော့ကောမဘာအောက်မှာရေးထားလို့လည်းရတယ်ကိုယ့်ဘာသာကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်လည်းရပါတယ်เนาะလေ့ကျင့်မှာဒီဒါဆိုလို့ရှိရင်ရှင်းသွားပြီထင်ပါတယ်ရှစ်ပူရှစ်ကအတုံးလုံးလေးရဲ့ဘယ်မှာတုံးရတော့ရှစ်ပူရှစ်ယုံမေးရအဓိကကတော့သူကမေးခွန်းနေပဲပေါ့เนาะအဓိကပုံမှန်အဖြစ်ဆိုလို့ရှိရင်是吗အဲ့လိုမျိုးပြတာပေါ့他是老师吗နေရာမှာ他是不是老师လို့ပြန်ပြီးသူတို့နှစ်ခုအတူတူပဲဘယ်လိုမေးเนาะတူတူပဲအဲ့ဒါကိုပြောချင်တာပါအဲ့တော့他是不是နီး姐姐 तू ကနင့်အမလားအဲ့ဒါမျိုးကဒီဘက်မှာအဖြေကိုကတာကိုလေ့ကျင့်ပြီးတော့ဖြေပါ你有没有哥哥တဲ့နင့်နင့်မှာအကိုရှိလားဒါလေးကိုလည်းလေ့ကျင့်ပြီးတော့ဖြေထားပါ你是不是法国ဖြေကြည့်ပါเนาะနင်ကပြင်သစ်လူမျိုးလားเนาะအဲ့တော့ဟုတ်တယ်ဆိုရင်是မဟုတ်ဘူးဆိုရင်不是你有没有汉语词典နင့်မှာတရုတ်စာ dictionary 汉语ဆိုတာကတရုတ်စာ词典ဆိုတာ dictionary အဲ့တော့ရှိတယ်ဆိုရင်တော့有မရှိ没有的话没有ပေါ့เนาะမရှိဘူးဆိုရင်တော့没有ဟုတ်ပြီနောက်တစ်ခုကကျတော့ဆိုတော့ဒီမှာထန်ခုံလေးကိုသွားမယ်နော်ဒီမှာကျတော့用是不是不是有没有或者没有填空နဲ့နော်အဲ့တော့是不是ဒီဟာတွေပေါ့နော်ဒီမှာဒါလေးတွေဒီဟာလောက်ရှင်းဝမ်းပြထားတယ်是不是也不是也有没有也没有အဲ့လေးမျိုးကိုနော်အသုံးပြုပြီးတော့နော်ကွက်လက်ထန်ခုံတာကွက်လက်ဖြည့်ပေးပါတယ်အောက်မှာနော်ကွက်လက်ဖြည့်ပေးပါဘယ်ဟာနဲ့ကိုက်ညီလဲပေါ့နော်အဲ့ဒါဆိုရင်နောက်ဆက်ကဒီတစ်ခုကိုဖြည့်ပြပေးပါမယ်သူကဒီမှာနော်ဒီမှာနီရှစ်လောက်ရှမ်းမလို့မေးတယ်နင်ရဆက်ရလားတဲ့အောက်က B ကနေပြန်ဖြည့်မယ်ပေါ့ဒီမှာတော့လောက်ဆိုဖြင်းလဲပါတယ်ဆိုတော့ဟုတ်တယ်ဆိုတော့လောက်ဆိုတော့我是နော်我是老师ဟုတ်တယ်ဆိုတော့我不是ဒီမှာအနောက်မှာပါလေ我是学生ဖြစ်တယ်ငါကအကြောင်းသားဆိုတော့ရှေ့ရဟောင်းညင်းမရတော့မယ်ပေါ့နော်အဲ့တော့我不是老师我是学生အဲ့တော့ပြန်မေးရဆိုတော့လောက်ဆိုတော့ဘာဖြစ်နိုင်လဲ是လား不是လားဒီမှာကိုယ့်ကိုဖြေဘာလဲကိုရှင်မလေးပါတော့你是学生နင်ကကျောင်းသားလားအဲ့လိုမျိုးအဲ့တော့အဖြေကကွက်လက်ဖြည့်နေရမှာနောက်ဆုံးကဟာမှာ是ဖြစ်ပါမယ်နော်အဲ့တော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်းဒီထဲမှာကွက်လက်လေးဖြည့်ပေးပါ我也是学生ငါကလည်းကျောင်းသားဖြစ်တယ်我哥哥是老师ငါအကိုကကျောင်းနော်ဆရာ你什么နော်အဲ့တော့ဗာလေဒီမှာဗာထည့်ရင်ကောင်းမလဲအောက်မှာလည်းပါတယ်ပေါ့နော်အဲ့တော့你နင့်အကိုမှာနော်နင့်မှာအကိုရှိလားမေးမှဖြစ်မှာပေါ့အောက်မှာဟလား你有哥哥အဲ့တော့မရှိရဆိုရင်နော်我有哥哥နော်မရှိဘူးဆိုရင်အနောက်မှာသူကပြောတာငါမမရှိလို့ပြောတာအဲ့တော့ရှေ့မှာမရှိတာဖြစ်မှာရတော့မယ်ဖြစ်ရအဲ့တော့我没有哥哥我有姐姐အဲ့လိုပြန်ဖြေမှရမယ်နော်အဲ့တော့ဒါလေးကိုလေ့ကျင့်ပြီးတော့ဖြေပေးထားပါလေ့ကျင့်ထားပါလို့ပြောချင်ပါတယ်ဟုတ်ပြီနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်နော်ကြိတ်ကြံဘိုင်ဘိုင်